ညီကိုတို့အားလုံးပဲမြင်လာပါဗျစီးရီးရဲ့ပွဲစဉ်ကက်ဂလီရာရီနဲ့ AC မီလန်ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးကြပါတယ်ညတော့ကလီဗာပူးပွဲလေးကတော့အဆင်မပြေဘူးဖြစ်သွားပါတယ်အနည်းဆုံးဒါဝါစီလောင်းနဲ့တော့နိုင်ရပါဗျာဒီနေ့မှာတော့ကျွန်တော်ဒါအကောင်းဆုံးစူးစမ်းပြီးတော့ရွေးချယ်ပေးထားပါတယ်ဒီလိုပွဲလေးတွေလိုချင်တော့ Telegram Channel လေးကို join ထားပေးပါဗျဒီပွဲလေးကတော့ဒါအကြိုက်တူတယ်ဆိုရင်ယူကစားကြည့်နိုင်ပါတယ်ကက်ဂလီရာရီကတော့ဒါ18မှတ်နဲ့ဒါအဆင့်14နေရာမှာရက်တည်နေပြီးတော့18ပွဲမှာလည်းဒါ4ပွဲပဲနိုင်ထားသလိုတန်းစင်းစုံနဲ့တိတ်မကွာတော့တဲ့အခြေအနေပါအိမ်ဝင်းနောက်ဆုံး5ပွဲမှာဒါ2ပွဲနိုင်2ပွဲတည်နဲ့ဒါတပွဲပဲရှုံးထားပြီးတော့အိမ်ဝင်းမှာဆိုရင်တော့ဒါအသင်းကြီးတွေကိုဒုက္ခပေးလိရှိပါတယ် AC မီလန်ကတော့ဒါအမတ်ပေးစရာအဆင့်1မှာရက်တည်နေပြီးတော့ဒါ18ပွဲမှာ10ပွဲနိုင်5ပွဲရှုံးထားပြီးတော့ဒါတပွဲပဲတည်ကြထားလို့ဒါရလက်ကတော့ကောင်းနေပါတယ်ဒီပွဲမှာနိုင်ရင်တော့ဒါအဆင့်1နေရာကိုတက်ရောက်နိုင်မှာမလို့ဒါ must win ရမယ့်ပွဲပဲဖြစ်ပါတယ်အဝေးကွင်း10ပွဲကစားထားတာမှာဒါ5ပွဲအထိနိုင်ထားပေမဲ့ဒါအခြေစွမ်းကတော့ပုံမှန်လောက်ပဲရှိပါတယ်လူစင်းပိုင်းကိုကြည့်မယ်ဆိုရင်ဒါကက်ဂလီယာီဘက်မှာဒါတိုက်စစ်ပိုင်းမှာတော့ဒါဘီလော့ဒီဇီပီဒရိုဒါဖီလီစီနဲ့ပိုလန်ရိုရှန်တို့ဒန်ယာအကြောင်းပါဝင်မှုမတည်ကြတာကလူစင်းပိုင်းမှာအင်အားနည်းနေပါတယ် AC မီလန်ဘက်မှာတော့ဒါဂဗီယာနဲ့ဂျီမီနက်စ်တို့မပါဝင်နိုင်တယ်လို့ဒါလီယာဟိုဟာလည်းဒန်ယာပြဿနာတွေရှိနေတာကြောင့်ဒါပူလီဆွတ်ကအန်ဂွန်ကူနဲ့ပဲဒါတိုက်စစ်ကိုတွက်ဖက်ကစားပါလိမ့်မယ်ဟက်တူဝက်ကိုကြည့်မယ်ဆိုရင်ဒါနောက်ဆုံးတွေ့ဆုံမှု9ချိန်မှာဒါ AC မီလန်က4ပွဲနိုင်ပြီးတော့ဒါတပွဲပဲတည်ရကြထားပါတယ် AC မီလန်ကဒါလူဝင်အားနဲ့ခြေစမ်းမှာတာပြီးမဲ့ဒါကက်ဂလီယာရဲ့အိမ်ကွင်းအားတာချက်ကိုတော့တတိထားပါလိမ့်မယ် AC မီလန်အတွက်ကတော့ဒါချန်ပီယံစုမျှော်လင့်ချက်အတွက်ဒီပွဲကမဖြစ်မနေနိုင်ပွဲယူရမယ့်ပွဲဖြစ်တာကြောင့် AC မီလန်ကပဲ Z2 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ယူသွားပါလိမ့်မယ်ညီကိုတို့ဒီပွဲလေးကိုဘယ်လိုထင်လဲဆိုတာ comment လေးမှာရေးပေးသွားပါအောင်ဗျအားလုံးပဲ good luck ဖြစ်ကြပါစေဗျ